အစွာဘုရားဝံမလေးမိခွင်ပြုပါဦးဘုရားသူဘတ္တစိတ်တိုင်းညာမေးกว่าအစွာဘုရားတဲ့လောကမှာယောက်ျားရဲ့မိန်းမရဲ့ပုဂ္ဂိုလ်တော်ဘာရှိပါတယ်ဘုရားအဲ့ဒီယောက်ျားမိန်းမပုဂ္ဂိုလ်တော်ဘာတိုင်းမှာမြည်သည့်ပုဂ္ဂိုလ်ကမြတ်ပါတယ်လေဘုရားမေးပြန်တယ်ယောက်ျားကမြတ်သလားမိန်းမကမြတ်သလားပုဂ္ဂိုလ်တော်ဘာဘသူကမြတ်ပါတယ်လေတဲ့သူဘတ္တကမေးတဲ့ကမြတ်စွာဘုရားကြသူဘတ္တယောက်ျားကလည်းမမြတ်ဘူးမိန်းမကလည်းမမြတ်ဘူးပုဂ္ဂိုလ်တော်လည်းမမြတ်ဘူးယောက်ျားမိန်းမလို့ခေါ်ဆိုအပ်သောပုဂ္ဂိုလ်တို့တဏ္ဍာထဲမှာယုံကြည်ရရှိတဲ့တရားတရားကမြတ်တယ်ကွာဟောဘိန်းတို့တရားဓမ္မတွေဘယ်သူကမြတ်တယ်ဘုရားဘောမှာယုံကြည်တတ်တဲ့တရားတရားရဲ့တရားဘောမှာယုံကြည်လေးစားတတ်တဲ့တရားတရားရဲ့သံဃာဂုံကြီးကိုယုံကြည်တတ်လေးစားတတ်တဲ့တရားတရားရဲ့ကံနဲ့အကျိုးပေးကိုယုံကြည်လေးစားတတ်တဲ့တရားတရားရဲ့အဲ့ဒီတရားတရားကသာမြတ်ပါပြီယောက်ျားကလည်းမိန်းမကလည်းပုဂ္ဂိုလ်တရားကလည်းဒီရတာရှိလိုက်တာတချို့ကထင်တာပေါ့ယောက်ျားကမြတ်တဲ့မိန်းမကမြတ်တဲ့လက်မထောင်ပြီးတော့မနေတတ်ဘူးလားဘုရားရှင်ကဘယ်လိုဖြစ်လိုက်ပါလိယောက်ျားလည်းမိန်းမကလည်းဘသူကမြတ်တဲ့ယောက်ျားမိန်းမလို့ခေါ်ဆိုအပ်သောပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာတည်လာသောတရားတရားကမြတ်တဲ့ဘုရားငါဘုရားဆုံးမတရားတော်မြတ်ကိုဘုရားတရားသံဃာယနာမြတ်သုံးပါးနဲ့တကွာကံနဲ့အကျိုးပေးကိုယုံကြည်လေးစားတတ်တဲ့တရားတရားကမြတ်တယ်။အိုးမှန်လိုက်တာ။သူဘတ္တကြီးရဲ့စိတ်ထဲမှာစိတ်ပြီးနှလုံးသားထဲမှာစိတ်သွားပြီးဒီဃာရမတွေ